ကဘာပေါ်ကသွေးပြက်စရာသမိုင်းကြောင်းတွေရှိတဲ့အချောက်ချားဆုံးနေရာတွေကိုတင်တိပြီးပြီလားမတိသေးဘူးဆိုရင်တော့ဒီဗီဒီယိုကိုအဆုံးထိဆုံးအောင်ကြည့်သွားလိုက်နော် နံပါတ်5အီတလီကပိုဗက်ဂလီယာကျွန်းဒီကျွန်းရဲ့မြေစီလွှာ90ရာခိုင်နှုန်းဟာပလိတ်ယောဂါနဲ့တည်ဆုံခဲ့တဲ့လူပေါင်း3သိန်းခွဲကျော်ရဲ့အယိုးပြတွေနဲ့ဖွဲ့စည်းထားတာပါဒီနေ့အထိလူဝင်ခွင့်ပိတ်ထားရတဲ့အထိတရေအချောက်ဆုံးကျွန်းတစ်ခုဖြစ်ပါတယ်နံပါတ်4ဂျပန်ကအသေးကောင်တောအုပ်ဖူဂျီတောင်ချေမှာရှိပြီးတန်လိုက်အမြောင်တွေတောင်အလုံးမလုံးတော့တဲ့ဒီတောအုပ်ထဲမှာနှစ်စဉ်လူပေါင်း100နီးပါးကိုအဆုံးစီရင်ကြပါတယ်တောအုပ်ထဲမှာစွန့်ပစ်ထားတဲ့အသုံးအဆောင်တွေကိုခဏတွေ့ရတတ်တာကတကယ်ကိုကြောချမ်းစရာပါပဲနံပါတ်3မက္ကဆီကိုကအယုတ်ကျွန်းဆောင်ကြီးဂျူလီယန်ဟာရေနစ်သေးဆုံးတဲ့ကလေးမလေးရဲ့ဝိညာဉ်ကသူ့ကို6လနေတယ်လို့ယုံကြည်ပြီးတကျွန်းလုံးမှာအယုတ်တွေကိုလိုက်ချိတ်ခဲ့တာပါထူးဆန်းတာက2000ခုနှစ်မှာဂျူလီယန်ကိုအဲ့ဒီကလေးမလေးတေဆုံးခဲ့တဲ့နေရာမှာပဲရေနစ်လျက်သားတေဆုံးနေတာဖန်တွေ့ခဲ့ရပါတယ်ကျွန်းတို့တွားလဲတဲ့သူတွေကတော့အယုတ်တွေဟာမျက်လုံးချင်းစုံအောင်ကြည့်တတ်တယ်အချင်းချင်းတီးတိုးစကားပြောတတ်တယ်လို့ဆိုကြပါတယ်နံပါတ်2ယူကရိန်းကပရစ်ပြတ်မြို့ပြက်1986မှာချာနိုဘိုင်ပေါက်ကွဲမှုကြောင့်မြို့သားတွေဟာအဝတ်တစ်ထည်ကိုတစ်ခုနဲ့မိနစ်ပိုင်းအတွင်းထွက်ပြေးခဲ့ရတာမှာအခုတော့မြို့တစ်ခုလုံးဟာတိတ်ဆိတ်6တွေ့နေပြီးလူပြန်နေဟိုဆိုရင်နှစ်ပေါင်း2400ကြာမှဖြစ်နိုင်မှာပါနံပါတ်1ချက်ပြည်လူသမရနိုင်ငံမှာအယိုးကိုဘုရားကျောင်းတစ်ခုလုံးကိုလူအယိုးပေါင်း4000ကျော်နဲ့တည်ဆောက်ထားတာပါအထူးသဖြင့်အလေကမီးဆိုင်ကြီးဟာလူခန္ဓာကိုယ်မှာရှိတဲ့အယိုးအမျိုးအစားအလုံးကိုအစုံအလင်သုံးပြီးပြုလုပ်ထားတာဖြစ်ပါတယ်ဒီ9ခုထဲမှာတင်ဘယ်နေရာကိုအသွားခြင်းဆုံးလဲနောက်ထပ်ထူးဆန်းတာတွေသိချင်ရင်တော့ follow လုပ်ထားဖို့မမေ့နဲ့အောင်နော်